မွေညီကိုတုံးကဟာနတ်ဖျားတွေဖြစ်နေတာကြောင့်ဖျားเจ้าဆောင်ဟောင်းတစ်ခုတည်းကိုခိုးဝင်ပြီးနတ်နဂါးတွေအဖြစ်ဟန်ဆောင်နေခဲ့ကြပါတယ်။ရွာသားတွေကသူတို့ကိုတကယ်ထင်ပြီးကိုယ်ွယ်ဆူတောင်းကြပါတယ်။ရွာမှာပြင်းထန်တဲ့မိုးခေါင်ရင်ရှားမှုတံကိုခံစားနေရတာကြောင့်ရွာသားတွေကသူတို့ကိုမိုးရွာပေးဖို့ဆူတောင်းကြပါတယ်။မွေတွေဟာဘိုက်ဆလုံးလို့ဘိုက်တဲကမြည်တဲ့အတန်ကိုရွာသားတွေကမိုးကြိုးဖြစ်တဲ့အထင်နဲ့မိုးရိခံဖို့ပြင်ကြပေမဲ့မိုးကရွာမလာပါဘူး။စိတ်ပြတ်သွားတဲ့ရွာသားတွေဟာဖျားเจ้าဆောင်ကိုဖျက်ဆီးဖို့ပြင်တဲ့အခါမွေတွေက3ရက်အတွင်းမိုးရွာစေရမယ်လို့ကတိပေးခဲ့ပါတယ်။တကယ်တော့သူတို့မှမိုးရွာအောင်လုပ်ပေးနိုင်တဲ့စွမ်းအားမရှိပါဘူး။သူတို့ဟာတကယ်နတ်ဖျားရှိတဲ့တခြားဖျားเจ้าကိုသွားပြီးမိုးရွာပေးဖို့ဆူတောင်းခဲ့ကြပေမဲ့နတ်ဖျားကသူတို့ကိုမောင်းထုတ်လိုက်ကြပါတယ်။ကြံရမရတဲ့အဆုံးမှာတော့အဲဒီနောက်မွေတွေဟာညဘက်မှာရေတွေကိုတဲပြီးလေကွင်းတွေကိုလိုက်လောင်းပေးခဲ့ကြပါတယ်။မွေအကြီးဆုံးကမြစ်ထဲကရေတွေကိုအကုန်တောက်ပြီးကောင်းကင်ဘုံကိုပန်းထုတ်လိုက်တဲ့အခါမှာတော့မိုးရွာတယ်လို့ဖြစ်သွားပြီးရွာသားတွေဟာလည်းဝမ်းသာသွားခဲ့ကြပါတယ်။ရွာသားတွေကသူတို့ကိုပြန်လည်ကိုးကွယ်ကြပြီးရွာသားတွေရဲ့ယုံကြည်မှုကြောင့်မွေတွေဟာလည်းခြေလက်တွေပေါက်လာပြီးနတ်နဂါးတွေဖြစ်ခန့်တဲ့အထိစွမ်းအားတွေရလာကြပါတယ်။ဒါကိုသိသွားတဲ့နတ်နဂါးအစ်စ်ကဒေါသထွက်ပြီးရွာကိုမီးရှို့ဖျက်ဆီးပါတယ်။မွေလေးကအတနာခံလိုက်တာကြောင့်နတ်နဂါးကလည်းဒေါသကိုလျှော့ပြီးပြန်သွားခဲ့ပါတယ်။မွေတကောင်ကရွာသားတွေဒုက္ခရောက်တာကိုမကြည့်ရတာကြောင့်မြစ်ဆဲကိုဖြိုချပြီးလက်ကွင်းတွေထိရေဝင်အောင်လုပ်ပေးခဲ့ပါတယ်။အဲဒီနေ့ကစပြီးရွာမှာဘယ်တော့မှမိုးမခေါင်တော့ပဲရွာသားတွေကလည်းမွေ3ကောင်ကိုသူတို့ရဲ့စစ်မှန်တဲ့နတ်ဖျားအဖြစ်အလေးထားကိုးကွယ်သွားကြပါတော့တယ်။ပြီးတော့ပါပြီ။